ဝင်းဘူးဆိုတဲ့မိန်းကလေးကိုသူ့ရဲ့ဦးလေးတော်ဆက်သူနဲ့လက်ထပ်ပေးလိုက်ကြပါတယ်မင်္ဂလာဆောင်ပြီးနောက်ဇနီးမောင်နှံနှစ်ဦးအိမ်ကိုဆိုင်ကယ်နဲ့ပျော်ပျော်ရွှင်ရွှင်ပြန်လာတဲ့အချိန်မှာလမ်းမှာကြောက်ခဲတစ်ခုနဲ့တိုက်မိပြီးနှစ်ယောက်လုံးဆိုင်ကယ်မောက်သွားကြပါတယ်အဲ့ဒီမတော်တဆမှုမှာသူမရဲ့ခင်မုန်းဖြစ်သူဘီထရီကနောက်စိတ်ကိုထိခိုက်မိသွားတဲ့အတွက်မျက်စိကွယ်သွားရှာပါတယ်ဆေးရုံမှာစစ်ဆေးကြည့်တဲ့အခါမှာတော့မျက်စိကိုသွားတဲ့အာယုံကြောထိခိုက်မိသွားတာဖြစ်ပြီးတေချာကုသမှုခံယူရင်ပြန်ကောင်းလာနိုင်တယ်လို့ဆရာဝန်ကပြောပါတယ်တကယ်တော့ V3 ကတပ်ပုံစတူဒီယိုလေးတစ်ခုဖွင့်ထားတာပါသူအလုပ်လုပ်နိုင်မှမိသားစုစားဝတ်နေရေးကအဆင်ပြေမှာဖြစ်ပါတယ်အခုတော့သူကမျက်စိမမြင်ရတော့တဲ့အတွက်စားဖို့တောင်ခက်ခဲတဲ့အခြေအနေကိုရောက်သွားပါတော့တယ်ဝင်းမှုကအိမ်မှုကိစ္စတွေလည်းလုပ်ခင်မှုဖြစ်သူကိုလည်းပြုစုစောင့်ရှောက်ရင်းအိမ်မှာပဲနေရပါတယ်အခုလိုပဲဆက်သွားနေရင်တော့စားဝတ်နေရေးပိုခက်ခဲလာတော့မယ်ဆိုတာသူမှသိလိုက်ပါတယ်ဝင်းမှုဟာတုတ်တိုင်းပညာကိုကျွမ်းကျင်စွာတက်မြောက်ထားသူပါဒါကြောင့်အနီးနားကရွာမှာကျင်းပတဲ့ပွဲတော်တစ်ခုမှာတွားရောက်ကပြဖြိုပြေခဲ့ရာကနေပတ်စံအနေငယ်ရရှိခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ရွာတွေကမိန်းကလေးငယ်လေးတွေကသူမစီလာပြီးအမလိုပဲတုတ်တိုင်းပညာကိုတက်ချင်လို့တင်ပေးပါဆိုပြီးတောင်းဆိုလာကြပါတယ်။ဒီလိုနဲ့ဝင်းမူဟာကလေးတွေကိုတိုင်းတင်ပေးတဲ့တင်တန်းလေးဖွင့်လိုက်ပါတယ်။ဒါအပြင်သူမဟာဘီထရီရဲ့ကင်မရာကိုယူပြီးတပ်ပုံရိုက်နည်းတွေကိုပါတင်ယူခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အမျိုးမျိုးသောပွဲလမ်းသဘင်တွေမှာတပ်ပုံရိုက်တဲ့အလုပ်ကိုပါတွဲလုပ်လာပါတယ်။တနေ့မှတော့အဲ့ဒီနေ့ကအမတ်မင်းကဝင်းဘူးကိုတွေ့ချင်တယ်ဆိုပြီးခေါ်လိုက်ပါတယ်သူကဝင်းဘူးကိုအခုလိုပြောပြပါတယ်မနေ့ကငါကားနဲ့သွားနေတော့မိန်းကလေးတစ်ယောက်ကိုလူမိုက်၄-၅ယောက်ကနှောက်ယှက်နေတာမြင်လိုက်ရတယ်အဲ့ဒီအချိန်မှာမိန်းကလေးတစ်စုရောက်လာပြီးတုတ်တိုင်းပညာနဲ့အဲ့ဒီလူမိုက်တွေကိုရိုက်နှက်မောင်းထုတ်လိုက်ကြတယ်အဲ့ဒီကလေးမလေးတွေကိုဘယ်သူတင်ပေးတာလဲလို့မေးကြည့်တော့မင်းနာမည်ကိုပြောကြတယ်ဒါကြောင့်မင်းကိုခေါ်ခိုင်းလိုက်တာပါလို့ပြောပါတယ်သူမရဲ့စွမ်းဆောင်ရည်ကိုသဘောကျသွားတဲ့အမတ်မင်းကဝင်းဘူးကိုအစိုးရကျောင်းမှာတုတ်တိုင်းဆရာမအဖြစ်ခန့်အပ်လွှာကိုပေးအပ်လိုက်ပါတယ်ဒီသတင်းကြောင့်ဝင်းဘူးနဲ့ဘီထရီတို့ဇနီးမောင်နှံနှစ်ဦးအရန်ကိုပျော်ရွှင်သွားကြပါတယ်အခုတော့သူမမှာအမြဲတမ်းအလုပ်တစ်ခုရရှိသွားပြီဖြစ်လို့ခင်မုန်းဖြစ်သူကိုလည်းကောင်းကောင်းမွန်မွန်စေကူတာပေးနိုင်ခဲ့ပြီးဘီထရီလည်းမျက်စိပြန်မြင်လာပါတော့ကဲ